နဲ့ရန်ကုန်သွားမယ်ဟေးပြောသလားဟေးမောင်တို့ရေပြောတယ်ပြောသလားဟေးမောင်တို့ရေရလာအာမြန်မာပြည်နဲ့မြန်မာပြည်သွားမယ်ရန်ကုန်တော့မယ်ရန်ကုန်သွားမယ်ရန်ကုန်မဟုတ်ပြီတီရှူပါလာလို့တောင်းတော့ကြည့်လိုက်ဟောနေဂျာလီမိသားကောင်ပြေးဖုန်းခေါ်ကြတက်နေတော့ဟေးရန်ကုန်သွားမယ်ရန်ကုန်သွားမယ်အဲ့မေလို့ပါလာရန်ကုန်တို့နေပြည်တော်တို့သွားမယ်ကားသုံးစီးနဲ့လာတာကလားအဲ့ကားတွေကဟိုဘက်မှာရှိတယ်ဘာမှမလုပ်ရှိတယ်ဟဲ့ဒီကလာဘယ်လာမို့တော့ရန်ကုန်သိမ်းမယ်ရန်ကုန်သိမ်းမယ်ဘာမလုပ်နဲ့တာလေးတွေနဲ့ဟိုမှာလက်ကနိုးတာဝါရမလားအခုပဲသွားဖို့တော့ကိုရန်ကုန်လားဘာတလို့ဖို့တော့ပြန်အိမ်ပြန်နေတယ်ပြန်လေမလို့လားအဲ့လိုမယုံပါနဲ့လေဟာအဲ့လိုမယုံပါနဲ့လေလူတွေဝင်ရုံးမယ်ဟာလူယုံမှာပါအာညိုကီဒီမှာတော့မိရတယ်ညိုကီမစည်းရတော့ဒုက္ခရောက်လို့ဗျာဗါလဲမြန်မာလက်လေးနဲ့ဟေးလာရမောင်တို့ဟေးအဲ့ရမေဦးမြင်တက်လေရောက်လေလောက်ရတယ်သွားရမခေါ်တယ်ဝေးရတယ်မှာဘာလဲဆောင်းတာအာကီလေးတို့ဘယ်မှာတခွဲရှိတယ်ကိုပဲသွားဖို့တဲ့ကိုရန်ကုန်ဘယ်ကိအစင်းပါလဲကိုအပြည့်သေးရန်ကုန်ပဲဟုတ်လဲရန်ကုန်ဘောကဗာလဲကြီးမနိုင်ကြီးမနိုင်ဟုတ်ကဲ့ကိုရုပ်တွေ့တော့မင်းပါလေအားရငါမဟုတ်ဘူးရောက်ဘယ်မှာရောက်ရှိတယ်ကျွန်တော်ရန်ကုန်စတဲ့တော့ပါဒီကဘောပြန်လို့ဝင်ရတယ်အားလုံးဟိုရှိရနေဟေးစတကြီးကြီးရတယ်စတကြီးလေးစားရရဲ့ကိုထွက်ပါပြီခင်ဗျာဦးကိုချီရထမင်းစားရရဲ့ကိုထွက်တော့မှာရန်ကုန်သွားတော့မယ်ဟလာဖက်တက်တာမလို့ထမင်းစားရရဲ့ကိုထွက်တော့မှာခဏတာပါလေးနဲ့